ဒီလိုပေါ့နော်6လုံးကျင်သူမိတ်တော့ဖြစ်မှာနော်အဲဆိုရင်ထပ်ဖြည့်ပြီးတော့ရိုက်ပါနော်သူအကောင်လုံးတော့ရိုက်လို့မရအောင်အကောင်လုံးရိုက်ခြင်းနည်းနည်းစီရမှာပေါ့ဒီနားလေးအားဒါကျွန်တော်နောက်ပိုင်းပြပေးမှာနော်ဒီကောင်ဒီမှာ power အရင်ဖွင့်တာပါနော်ဒီကောင်3စက္ကန့်တော့ဖြစ်ပါနော်အဲဆိုမီလီနိုင်အဲ့တော့ခလုတ်နှစ်ခုရှိတယ်ပေါ့ဒီဟာနှိပ်ပြီးတာနှိပ်အဲဆိုရိုက်လို့ရပြီပေါ့နော်သူကဒီကောင်တိုက်ရိုက်နေလို့မရဘူးနော်နှစ်ခုစလုံးနေရမှာနော်ခလုတ်ကဒီလိုမျိုး safety ပေါ့နော်အဲဆိုနေလို့ရပြီသူကဒီပေါ်မှာပေါ့နော်ဒီတန်ချောင်းတွေပဲညက်သွားရင်ဒီကောင်ဖြုတ်ပေါ့နော်ဒီကောင်ဖြုတ်ပြီးရင်ဒီမှာတန်ချောင်းတွေရှင်းလို့ရပါနော်တန်ချောင်းတွေရှင်းလို့ရတယ်ပြီးကြတော့ဒီကောင်ပေါ့နော်ဒီကောင်ကိုတန်ချောင်းကိုအကုန်မဝင်ချင်ဆိုရင်ဒီကောင်ကိုဒီကောင်ကိုဒီတိုင်းတော့မှာနော်ဒီကောင်ရှစ်တော့ပေါ့နော်အဲဆိုရင်ဒီကောင်တန်ချောင်းရတဲ့ချိန်မှာအကုန်ထွက်တော့ပေါ့နော်နည်းနည်းကြံပါပေါ့သူကအတူအလျှော့ဒီတိုင်းပေါ့နော်သူကဟိုလိုမျိုးတခြားကန်းနဲ့မတူသူကတော့ယူယူပေါ့နော် function ယူယူပဲဒီကောင်ဒီလိုတွန်းလိုက်ဆိုရတယ်ပေါ့နော်ဒါဆိုရင်အကုန်လုံးတော့ပြီပေါ့နော်ဒီဆိုရင်ဒီကောင်ဒီကောင်ပေါ့ဒါတော့ဒီဖြစ်မြအပေါင်းရဲ့ထဲတဲ့ဟိုကောင်းတော့ကျွန်တော်နောက်မှရောက်မယ်ပေါ့နော်ဒါတော့300ပါနော်သူအကြာကြီး3မှသူကလေဖြစ်ရမှာပေါ့နော်အခုချက်ချင်းဖြစ်ချင်မလို့ပေါ့နော်ဒါဒီတိုင်းဖြစ်ထောက်ရအောင်ဒါမီဒီလေးရတယ်နော် brushless motor နဲ့ပေါ့နော်သူကတေးပွန်6633ပေါ့နော်